အားလုံးယေရှုနာမ၌မင်္ဂလာပါဒီနေ့နှုတ်ကပတ်တော်ခံယူဖို့ရအတွက်ခဏလေးပြန်နေပြီးမှစတောင်းစကန်အနည်းရအောင်အဖဖျားကိုရောကိုကျေးဇူးတင်တယ်ဒီနေ့ဆင်ခြင်ရမယ်ကိုရောစကားတော်ပုံမှာတန်ရှင်တော်ဝိညာဉ်ဖျားကိုရောအလုတ်လုတ်ပါကိုရောစကားပြောပါအရောက်တဲ့တက်တာမှာတိဆောက်ဆရာဖြစ်စေတယ်မဟုတ်ပါကိုရောကိုလိုအပ်တယ်သခင်ယေရှုနာမဖြင့်ဆုတောင်းပါတယ်ဖျားခင်အာမင်ဒီနေ့ပြန်နေပြီးနှုတ်ကပတ်တော်ခံယူဖို့ဖြစ်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး33အခန်းငယ်18နဲ့20ဒီထဲမှာယာကုပ်နဲ့သူ့ရဲ့မိသားစုတွေကရှေခင်အရက်ထဲမှာရောက်လာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ကပ္ပဦးကျမ်းအခန်းကြီး7ထဲမှာပါတဲ့ရှေခင်နဲ့အခုဒီရှေခင်ကအတူတူပဲဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ရှေခင်ဆိုတာကလူနာမည်လည်းရှိတယ်လို့နေရာနာမည်လည်းရှိပါတယ်အခုယာကုပ်တို့ရောက်လာတဲ့ဒီနေရာကမြို့ကလည်းရှေခင်မြို့ဟာမော်ရဲ့သားကလည်းရှေခင်ဆိုတဲ့အဓိပ္ပာယ်ကအစွမ်းတတိလို့အဓိပ္ပာယ်ရပါတယ်ဒါဆိုယာကုပ်ကအစွမ်းတတိဆိုတဲ့ဒီရှေခင်မြို့ထဲမှာအခြေချတယ်ဘုရားသခင်ကရှေခင်ဆိုတဲ့အစွမ်းတတိထဲမှာနေဖို့အခြေချဖို့ရအတွက်အလိုတော်မရှိဘူးဘုရားသခင်ကဘေတလာဆိုတဲ့အရက်အထိတွားဖို့ရအတွက်ဘုရားသခင်အလိုတော်ရှိတယ်ကပ္ပဦးကျမ်းအခန်းကြီး35အခန်းငယ်1ကိုဖတ်ချင်တယ်ထို့နောက်ဘုရားသခင်ကတင်ထ၍ဘေတလအရက်သို့တွားနေလော့တင်ဒီအကိုအေးသောထံမှပြေးသောအခါတင်အားထင်ရှားသောဘုရားသခင်အဖို့ထိုအရက်၌ရစ်ပလင်ကိုတီလောဟုယာကုပ်အားမိန့်တော်မူ၏ကပ္ပဦးကျမ်းအခန်းကြီး28ထဲမှာယာကုပ်ကသူ့ရဲ့အကိုအေးသောထံကနေပြေးရင်နဲ့ညမိုးချုပ်တွားတယ်ညမိုးချုပ်သွားတဲ့အချိန်မှာအဲ့ဒီနေရာမှာအိတ်တယ်ညအိမ်မက်ထဲမှာအဲ့ဒီအရက်ကနေကောင်းကင်ကိုဆက်သွယ်ထားတဲ့လေကားတစ်ခုရှိတယ်အဲ့ဒီလေကားကိုအသုံးပြုပြီးမှကောင်းကင်တမန်တွေကကောင်းကင်ပေါ်တက်လိုက်မြေကြီးပေါ်ဆင်းလိုက်အဲ့ဒီလေကားကနေအဆင့်အသက်လုံနေတယ်ဆိုတဲ့အရာကိုသူအိမ်မက်တယ်မနေ့သူနိုးလာတဲ့အခါမှာအဲ့ဒီအရက်ကိုသူကဘေတလာအရက်ဆိုပြီးမှနာမည်ပေးလိုက်ပြီးမှတွားတယ်မတွားခင်မှာဘုရားကိုဂတိပေးခဲ့တဲ့အရာရှိတယ်အဲ့ဒီကျမ်းချက်လေးကိုဖတ်ချင်တယ်ငါဒီတဖန်အဘဤအိမ်တို့ငြိမ်ဝတ်စွာပြန်ရောက်၍ထာဝရဘုရားသည်ငါဤဘုရားဖြစ်တော်မူလင်၎င်းမတ်တိုင်ပြု၍ငါထူထောင်တော်ဤကြောက်ဒီလဲဘုရားခင်ဤဗိမာန်ဖြစ်ရမည်ပေးသနာတော်မူသည်များတို့ကိုဇေဘုတဘုပူဇော်ပါမည်ဟု၍တစ္ဆာပြုလေ၏စီးစိမ်ဥစ္စာအပြည့်နဲ့သူ့ရဲ့အဘအိမ်မှာပြန်နေပြီးမှဘုရားခင်ပို့ဆောင်မယ်ဆိုရင်ဒီနေရာမှာရေပူဇော်မယ်ဇေဘုတဘုလည်းထဲ့မယ်ဆိုပြီးမှအဲ့ဒီအချိန်မှာဘုရားခင်ကိုသူတိုင်တယ်ပြီးမှဂတိပြုခဲ့တယ်လာဗန်စီကနေလည်းလွတ်လာပြီအကိုအေးတိုးစီကနေလည်းလွတ်သွားပြီစီးစိမ်အပြည့်နဲ့လွတ်လာပြီမဲ့ယာကုပ်ကအစွမ်းတတိဖြစ်တဲ့ရှေခင်ထဲမှာပဲသူအခြေချသွားတယ်အဲ့ဒီအရာကိုဘုရားခင်မနစ်သက်တဲ့အတွက်ကြောင့်ကပ္ပဦး35တစ်ထဲမှာရောက်လာတဲ့အခါမှာဘုရားကသူ့ကိုပြောတယ်ဘေဒလအရက်ကိုတွားပါတဲ့ကပ္ပဦးကျမ်းအခန်းကြီး35အခန်းငယ်1နဲ့3ကိုဖတ်ချင်တယ်ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍တင်တို့တွေပါတော့တပားအမျိုးသားတို့ဤဖျားတို့ကိုပြစ်ပယ်ကြလော့အဝတ်ကိုလဲ၍တန်ရှင်းချင်းရှိစေကြလော့ယခုထား၍ဘေတလအရက်တို့တွားကြစို့ငါသည်စင်းရဲခံရသောကာလငါကိုထူး၍ငါတွားသောလမ်း၌ကြွတော်မူသောဖျားသခင်အဖို့ထိုအရက်၌ရစ်ပလင်ကိုငါတည်မည်ဟုဆိုလေ၏ယာကုပ်ကသူ့ရဲ့မိသားစုတွေကိုမာတယ်နံပါတ်1တပားအမျိုးသားတွေရဲ့ဖျားကိုစွန့်ပါတဲ့ဒီတပားအမျိုးသားတွေရဲ့ဖျားဘယ်ကနေပါလာတယ်လဲယာခေလကသူ့အဖေစီကနေခိုးခဲ့တဲ့ရုပ်ထုလည်းရှိတယ်အခုဒီရှေခင်မြို့ထဲမှာနေတာကြာလာတဲ့အခါမှာဒီတပားအမျိုးသားတွေရဲ့ဖျားလည်းသူတို့အထဲမှာရောရှက်လာတဲ့အရာလေးရှိနိုင်တယ်ဒါကြောင့်ယာကုပ်ကသူ့ရဲ့မိသားစုအားလုံးကိုပြောတယ်တပားအမျိုးသားတွေရဲ့ဖျားအကုန်လုံးကိုစွန့်ပါမယူခဲ့နဲ့ဆိုပြီးမှပြောတယ်နံပါတ်2ကိုတန့်ရှင်ရေးလုပ်ရတယ်ဒီကိုခန္ဓာကိုလည်းတန့်ရှင်း
လောက်ခိုင်းတယ်နံပါတ်3အချက်ကိုပြန်ဖတ်ချင်တယ်အခန်းငယ်၄မှာသူတို့ဒီလဲမိမိတို့၌ပါတော့တပါးမျိုးသားတို့ဤဖယားအပေါင်းတို့နှင့်နား၌ပန်တော့နာပန်းတစားရှိသမျှတို့ကိုယာကုပ်အားပေး၍ယာကုပ်လည်းရှေခေမြုပ်နာတွေရှိတော့တပိတ်ပင်အောက်၌မြုပ်ထားလေ၏နားထဲမှာပန်ထားတဲ့ဒီရွှေငွေတွေကိုဘာဖြစ်လို့ချွတ်ပြီးမှမြုပ်ရတယ်လဲဆိုရင်အခန်းကြီး34မှာယာကုပ်သူ့ရဲ့သားတွေကအဲ့ဒီရှေခင်မြုပ်သားတွေကိုတတ်ပြီးမှသူတို့ပိုင်ဆိုင်နဲ့ရှိတဲ့ရွှေငွေစည်းစိမ်ဥစ္စာတွေကိုမတရားသိမ်းယူခဲ့တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီမတရားယူခဲ့တဲ့အရာတွေရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုအမှပဲထားခဲ့ရတယ်ဘေတလကိုတွားတော့မယ်ဆိုရင်ရှေခင်ဆိုတဲ့အစွမ်းတတိထဲကနေလည်းသူတို့ထွက်ရတယ်တပားအမျိုးသားတွေရဲ့ဖျားတွေကိုလည်းသူတို့စွန့်ရတယ်ကိုခန္ဓာကိုယ်ကိုလည်းတန့်ရှင်းရေးလုပ်ရတယ်မတရားမှုအကုန်လုံးကိုလည်းသူတို့အမှပဲထားခဲ့ရတယ်ဘာကြောင့်လဲဆိုရင်ဘေတလအရက်ကဖျားရှိတဲ့အရက်ဖျားကတန့်ရှင်းတဲ့အတွက်ကြောင့်ဖျားလာပြီးကိန်းဝတ်လက်ရှိတဲ့ဗိမာန်တော်လည်းတန့်ရှင်းတယ်ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တကိုလည်းပြန်ဆင်ခြင်ကြည့်ရအောင်ဖျားသခင်ကကျွန်တော်ယုံကြည်သူတွေကိုအစွမ်းတတိထဲမှာပဲအသက်ရှင်နေဖို့ဖျားခင်အလိုတော့မရှိဘူးဘေတလဆိုတဲ့အရက်အထိဖျားခင်တွားဖို့အလိုတော့ရှိတယ်ဘေတလအရက်ကိုတွားတော့မယ်ဆိုရင်ကျွန်တော်အတ္တမှာပြင်ဆင်ရမယ့်အရာတွေအများကြီးရှိတယ်နံပါတ်1ရုပ်တုစံတုကိုစွန့်ရတယ်ရုပ်တုစံတုလို့ပြောတဲ့အခါမှာဩဝါဒစာတွေမှာဒီလိုရေးပါတယ်ကိုနိုင်တဲ့အရာကကိုသခင်ဖြစ်တယ်တဲ့ဝမ်းဖျားဆိုပြီးမှလည်းတွေ့ရတယ်တခြားဖျားရုပ်တုစံတုလို့ပြောတဲ့အခါမှာမြင်ရတဲ့ရုပ်တုစံတုပဲမဟုတ်ပါဘူးမမြင်ရတဲ့တခြားဖျားမမြင်ရတဲ့ရုပ်တုစံတုလည်းအများကြီးရှိပါတယ်ဖျားသခင်ရှိတဲ့ဘေတလအရက်ကိုတွားမယ်ဆိုရင်အဲ့ဒီမြင်ရတဲ့ရုပ်တုစံတုရောမမြင်ရတဲ့ရုပ်တုစံတုရောအကုန်လုံးကိုစွန့်ပစ်ရတယ်ဒီရှေခင်ဆိုတဲ့အစွမ်းတတိထဲကနေမထွက်မချင်းကျွန်တော်ဘေတလအရက်ကိုတွားလို့မရဘူးဖျားရှိတဲ့ဘေတလအရက်ကိုလာတဲ့အချိန်မှာငါတော်ပါတယ်ငါတတ်ပါတယ်ငါလုံနိုင်ပါတယ်ငါတိပါတယ်ငါဆိုတဲ့အရာတွေတခုမှယူလာလို့မရဘူးအဲ့ဒါလည်းအကုန်လုံးကစွန့်ပစ်ထားခဲ့ရတယ်ဒီနေ့ကျွန်တော်ယုံကြည်သူတွေကဖျားเจ้าတော့တွားတယ်ဖျားစီကိုမရောက်ဘူးကျွန်တော်ယုံကြည်သူတွေကတင်တန်းเจ้าတော့တွားတယ်ဒါပေမဲ့ဖျားရှိတဲ့ဘေတလအရက်ကိုမရောက်ဘူးကျမ်းစာကျောင်းတွေတော့တက်တယ်ဒါပေမဲ့ဖျားရှိတဲ့ဘေတလအရက်ကိုမရောက်ဘူးဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဖျားကျောင်းတွားတာထက်တင်တန်းကျောင်းတွားတာထက်ဖျားရှိတဲ့ဘေတလအရက်အထိရောက်ပြီးမှဖျားနဲ့တွေ့ဖို့ကအဓိကအရေးကြီးပါတယ်ကျွန်တော်ရဲ့အသက်တာမှာအစနှုတ်ကပတ်တော်ကိုနားထောင်နေရှိကြတဲ့ယုံကြည်သူတွေအရောက်တိုင်းရဲ့အသက်တာဒီဘေတလအရက်အထိတွားပြီးမှဖျားနဲ့တွေ့ဖို့လိုအပ်ပါတယ်ဖျားကျောင်းတွားတာထက်ဖျားရှိတဲ့ဘေတလအရက်ကိုရောက်ပါစေတင်တန်းကျောင်းတွားတာထက်ဖျားရှိတဲ့ဘေတလအရက်ကိုရောက်ပါစေကျွန်တော်ရဲ့အတ္တမှာအစယုံကြည်သူလည်းအရောက်တိုင်းရဲ့အတ္တဒီဖျားနဲ့တွေ့တော်သူဖျားရှိတဲ့အရက်ထိရောက်နိုင်တော်သူတွေဖြစ်ပါစေအရောက်တိုင်းအတ္တဖျားခင်တာ၍လမ်းပြပို့ဆောင်ပါစေ